္ဂလာပါခင်ဗျာမြန် World Tube မှာကြိုဆိုပါရစေဒီနေ့မြန် World Tube မှာစက်ကြော်လာကြီးရဲ့အံဖွဲသတင်းယူဆောင်လာပါတယ်အာကာသဆိုတာအန်မကန်နေရာတစ်ခုဖြစ်တာအားလုံးသိကြပါပါနော်ဒါပေမဲ့ကျွန်တော်တို့တွေဟာကမ္ဘာပတ်လမ်းကိုကြီးမားပြီးအန်ဒီရယ်များတဲ့အမိုက်ပုံကြီးဖြစ်ပြောင်းလဲနေတယ်လို့ပြောမယ်ဆိုရင်ရောဒီနေ့မှာတော့ Kessler Syndrome လို့ခေါ်တဲ့ကေဆာလာယောဂလက္ခဏာဆိုအကြောင်းအရာတစ်ခုကိုနက်လေ့လာကြည့်မှာဖြစ်ပြီးသိကြတာကတော့ဒါဟာစိတ်ဖိစီးစရာကောင်းတဲ့ကိစ္စတစ်ခုမှဖြစ်ပါတယ်Kessler ယောဂလက္ခဏာဆိုတာဘာလဲ1988ခုနှစ်လောက်ကပါ NASA မှာ Donald Kessler ဆိုတဲ့သိပ္ပံပညာရှင်တစ်ယောက်ကသတိပေးခဲ့ပါတယ်အကယ်၍ကျွန်တော်တို့တွေဟာအစီအစဉ်မရှိဘဲအာကာသထဲကိုပစ္စည်းတွေစတိုက်လူတင်နေမယ်ဆိုရင်ထိန်းချုပ်မရတဲ့အခြေအနေတစ်ရပ်ကိုရောက်ရှိသွားနိုင်တယ်လို့ပါရိုးရှင်းပြောရရင်ထိခိုက်မှုတစ်ချိန်ဟာနောက်ထပ်ထိခိုက်မှုတွေထပ်ပြီးထိခိုက်မှုတွေကိုဖြစ်စေပြီးအာကာသခရီးသွားလာရေးအတွက်အလွန်အန္တရာယ်များတဲ့အမိုက်တန်းကြီးတစ်ခုဖြစ်လာစေနိုင်ပါတယ်ဒါကို Kessler Syndrome လို့ခေါ်ဆိုကြပါတယ်အာကာသယဉ်မှုတွေအန်ဒီရရှိုံမကအနာဂတ်အာကာသခရီးစဉ်တွေခက်ခဲသွားနိုင်ပါတယ်ကျွန်တော်တို့နေ့စဉ်သုံးနေတဲ့ GPS အင်တာနက်ဆက်သွယ်ရေးကြိုးတိုးတွေပါထိခိုက်နိုင်ပါတယ်အခုတော့သူတေတီတွေဟာဒီအန်ဒီရကိုတိုင်းတာဖို့နီးလန်းတစ်ခုထွင်ထားပါပြီအဲ့ဒါကို crash နာရီလို့ခေါ်ပါတယ်အကယ်၍ဂျိုတူတွေဟာတစ်ခုနဲ့တစ်ခုရှောင်တိန်နိုင်ခြင်းမရှိခဲ့ရင်ကပ်ဘေးဆိုက်ရောက်စေမဲ့ထိခိုက်မှုတစ်ခုဖြစ်ပွားဖို့ဘယ်လောက်ကြာမလဲဆိုတာကိုခံမှန်းတွက်ချက်တာဖြစ်ပါတယ်ဒီကြီးမားတဲ့ဂျိုတူစုဖွဲ့မှုတွေ Mega Conservations တွေမပေါ်ခင်တုန်းကဒီနိုင်ရီဟာ120တရက်ကိုပြခဲ့ပါတယ်ဒါပေမဲ့အခုအချိန်မှာရောဂျိုတူဆက်သွယ်ရေးတွေကိုပျက်စီးစေနိုင်တဲ့နေရောင်ခြည်မုန်တိုင်းသို့မဟုတ်အခြားဖြစ်ရပ်တစ်ခုရောက်ထိခိုက်မှုကြီးတစ်ခုဖြစ်ပွားဖို့1.8ရက်တာကြာနိုင်ပါတော့တယ်ဒါဟာအရာအလုံးပောက်ကွဲပျက်စီးသွားဖို့3ရက်ချက်လဲနည်းနေပါပြီဒါတွေကိုဘာကဖြစ်စေတာလဲဂျိုးတို့အရေးအတွက်ဟာပောက်ကွဲမှုကြီးတစ်ခုလိုများပြားလာနေလို့ပါပဲ SpaceX လို့ကုမ္ပဏီတွေဟာအင်တာနက်ဝန်ဆောင်မှုပေးဖို့ဂျိုးတို့ထောင်ကြည့်ပြီးလွတ်တင်နေကြပါတယ် SpaceX တခုတည်းကတည်းလုံရှားအလုံးလုံးနေတဲ့ဂျိုးတို့9000ကျော်ရှိနေပြီဒါဟာကမ္ဘာကိုပတ်နေတဲ့ဂျိုးတို့အားလုံးရဲ့ 60% လောက်ရှိပါတယ် Amazon တရုတ်စတဲ့ကုမ္ပဏီတွေပါထောင်ကြည့်ပြီးထပ်လွတ်မယ်ဂျိုးတို့တွေများလာတာနဲ့အများထိခိုက်မှုထစ်နိုင်ကြလေပုံများလာပါလေကမ္ဘာပတ်လမ်းအနှိမ်ပိုင်းမှာလည်းအရာဝတ္ထုအရေးအတွက်နှစ်ဆအနီးပါများလာနေပြီပဲဖြစ်ပါတယ်မကြာသေးခင်မှာပဲ SpaceX ဟာသူတို့ရဲ့ Starlink ဂျိုရုတလုံးနဲ့ဆက်သွယ်ရေးပြတ်တောက်သွားတယ်လို့ဝန်ခံခဲ့ပါတယ်အဲ့ဒီဂျိုရုဟာအာကာသထဲမှာလဲပတ်ပြီးနောက်ဆုံးမှာလောင်ကျွမ်းပျက်စီးသွားမှာဖြစ်ပေမဲ့ဒီအန်ဒီယာရီဟာဘလောက်တကယ်ကြားရောက်နေပြီလဲဆိုတာကိုပြသနေပါတယ်ကျွန်တော်တို့စိုးရင်စရာတွေဟာထိခိုက်မှုတွေမဟုတ်ပါဘူးဒီကြီးမားတဲ့ဂျိုတုစုဖွဲ့မှုကြီးတွေဟာနက္ခတ္တဗေဒလေးလာမှုတွေကိုအနှံ့ရှက်ထစ်စေပါတယ်ပြီးတော့ဂျိုတုတွေကိုယ်တိုင်ဟာလေထုထဲမှာလောင်ကျွမ်းပျက်စီးတဲ့အခါအန်ဒရယ်ရှိတဲ့ညဉ့်ညမ်းစေတဲ့အရာတွေထုတ်လွှတ်နိုင်ပါသေးတယ်ကျွန်တော်တို့ရဲ့ဂျိုအာကာသပတ်လမ်းကိုရောဒီကဘာမြေကြီးပေါ်မှာပါကာကွယ်စောင့်ရှောက်ဖို့ပိုကောင်းတဲ့ကြီးကြပ်မှုတွေပိုတင်းကျပ်တဲ့စီးမင်းတွေလိုအပ်နေပါပြီဒီတော့ခင်ဗျားတို့ရောဘယ်လိုထင်ကြပါသလဲကျွန်တော်တို့တွေဟာအာကာသအမိုက်ပြဿနာကိုလုံလောက်အောင်အရေးတယူလုပ်နေကြရဲ့လား comment ဒီမှာမျှဝေပေးကြပါနော်ဒါဆိုမင်းထင်တာပါလေမင်းရဲ့စိတ်ကူးတွေကို comment မှာပြောပြပေးပါနော် My World Tube ရဲ့နောက်ထပ်အာကာသထူးဆန်းချက်တွေကိုကြည့်ရှုဖို့ like subscribe and share လုပ်ဖို့မမေ့ပါနဲ့ကျမ်းမာချမ်းသာကြပါစေခင်ဗျာ